ဘေးတစ်ဖက်တစ်ချက်မှာနေရာယူကြပါတယ်။အဲဒီနောက်နိုင်ငံတော်သမ္မတနဲ့လာအိုနိုင်ငံသမ္မတတို့သည်ဂုဏ်ပြုတပ်ဖွဲ့ရဲ့နှစ်နိုင်ငံတော်တခြင်းများဖြင့်တီးမှုတ်ဂုဏ်ပြုအလေးပြုခြင်းကိုခံယူပိုမိုတိုးမြင့်ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်းအခုခရီးစဉ်ဟာတန်တပန်ရေးရာရတာမကစီးပွားရေးရာပူးပေါင်းဆောင်ရွက်ရေးတို့တွင်မှာတွေ့ဆုံဆွေးနွေးစဉ်လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတကပြည်ထောင်စုသမ္မတရဲ့ပူးပေါင်းဆောင်ရွက်မှုကိုပိုမိုမြင့်တင်နိုင်ပြီးနှစ်နိုင်ငံဆက်ဆံမှုစွာဖြင့်ကြိုးဆိုပါကြောင်းအစိုးရဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့လာရောက်စဉ်တွင်မှာနှစ်နိုင်ငံမိမိနေဖြင့်တန်ဖိုးထားပါကြောင်းမိမိနှင့်ကိုယ်စားလှယ်ဖွဲ့ကိုလိုက်လဲပြုစွာကြိုးဆိုမှုများနဲ့နှွေးထွေးစွာအဲဝဲပြုမှုများအတွက်လည်းကျေးဇူးတင်ရှိပါကြောင်းနိုင်ငံတော်သမ္မတကပြန်လည်ဆွေးနွေးပြောကြားရမှာမိမိအနေဖြင့်နိုင်ငံတော်သမ္မတဖြစ်တာဝန်ယူပြီးနောက်အာဆီယံနိုင်ငံများနဲ့လာအိုနိုင်ငံကိုပထမဆုံးနိုင်ငံတော်